လူအများရှိမှမေမေဟာဟန်ချက်ညီညီလှပလို့ပန်းရောင်ပြုံးတွေနဲ့လောကကိုရိုးသားစွာဆက်ဆံခဲ့တယ်ဒါပေမဲ့အိမ်ပြန်ချိန်မှာတော့မုန်တိုင်းတွေကပြင်းထန်လုံးလို့သမီးရဲ့ကဘာငယ်လေးဟာကြောက်ရွံ့ခြင်းတွေနဲ့တုန်လှုပ်နေခဲ့ရတယ်နိုင်လက်တံတွေရဲ့တစ်ချက်ချက်ခုန်ငမ်းမှာမေမေရဲ့နာချင်မှုတွေကလေးလံလုံးလို့သမီးရဲ့နှလုံးသားအိမ်မှာအကွဲရာတွေထင်ချင်ရစ်ပြီးအဲ့ဒီတစ်ခါနောက်ကမေမေရဲ့နာချင်တဲ့ငိုရှိုက်တံတွေကို